ကောင်လေးတယောက်ဟာဇွန်ဘီကောင်မလေးတစ်ကောင်ကိုအသေးအတန်ချစ်မိသွားခဲ့ပါတယ်။သူမအနေနဲ့အခြားသူတွေကိုထိခိုက်အောင်မလုပ်နိုင်ဖို့အတွက်ကောင်လေးဟာသူ့ရဲ့လက်နဲ့ကိုယ်တိုင်သူမရဲ့ပါးစပ်ကိုအကာအကွယ်တက်ဆင်ပေးခဲ့ပါတယ်။အဲ့ဒီနေ့ကစားပြီးသူတို့နှစ်ယောက်ဟာတာမန်စုံတွဲတွေလိုမျိုးအတူတူစတင်နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့သူမနေ့တိုင်းအလိုချင်ဆုံးရာကတော့ကောင်လေးကိုကိုက်စားပစ်ဖို့ပဲဖြစ်နေခဲ့ပါတယ်။သူမဟာကောင်လေးပေါ်ကိုအမြဲတမ်းခုံအုပ်ပြီးကိုက်ဖို့အတွက်အသေးအတန်စူးစမ်းခဲ့ပါတယ်။ရေချိုးကန်းတဲ့အထိတောင်ကောင်လေးရဲ့နောက်ကိုထက်ချက်မကွာလိုက်လံနောက်ဆက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုဖြစ်နေပါစေဦးတော့သူမဟာကောင်လေးရဲ့ဘဝမှာအဖိုးတန်ဆုံးတက်ရှိတယောက်ဖြစ်နေခဲ့တော့မှာပဲ။ကောင်လေးဟာစိတ်ရှိလက်ရှိနဲ့ပဲသူမရဲ့ဆံပင်တွေကိုချောက်အောင်လုပ်ပေးပြီးတွားတိုက်ပေးခဲ့ပါတယ်။သူမကိုနေလန်းပေါင်းစုံနဲ့အဆဆအရာရာဂယူးဆိုင်ဆောင်ရှောက်ခဲ့တာဖြစ်ပါတယ်။သူမစိတ်ရှင်လန်းစေဖို့အတွက်သူငယ်ချင်းတွေကိုပါအိမ်ခေါ်ပြီးတေးဂီတတွေတီးခတ်ဖျော်ဖြေခိုင်းခဲ့ပါသေးတယ်။ကောင်လေးဟာအားလက်ချိန်ရတိုင်းမှာဇွန်ဘီမတွေကိုလိုက်လံတိုက်ခိုက်လေးရှိပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီဇွန်ဘီမတွေရဲ့လက်ဆွဲတွေကိုလူယူပြီးသူ့ရဲ့ရေးစားဖြစ်သူကိုလက်ဆောင်ပေးခဲ့ပါတယ်။သူမဟာအဲ့ဒီလက်ဆွဲကိုတကယ်ပဲသဘောကျနှစ်သက်နေပုံရပါတယ်။သူမရဲ့ရင်ထဲမှာသူတို့နှစ်ယောက်ရဲ့အတိတ်ကိုမှတ်မိနေသေးတဲ့စိတ်နှဲငယ်ကြန့်ရှိနေဦးမယ်လို့ကောင်လေးကယုံကြည်နေခဲ့တာပါ။သူမကိုစစ်မှန်တဲ့အင်ဂီဟာတစ်ခုပေးချင်တာမို့ကောင်လေးဟာသူမကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူတို့ရဲ့မင်္ဂလာရဲ့ဒီတွေဖြစ်အတုံးချဖို့အတွက်ဇွန်ဘီချို့ကိုကူလားထိုင်တွေမှာတုံ့နှောင်ထားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမကိုလက်ကဖြူစင်တဲ့မင်္ဂလာဆောင်ကဝင်ကြီးဝတ်ဆင်ဖို့ကူညီပေးခဲ့ပါတယ်။သူမဟာကောင်လေးရဲ့ရှေ့မှာပေါ်လာတဲ့အချိန်မှာတော့ကောင်လေးဟာအလှပတွေကြောင့်လုံးဝကိုစကားဆုံးဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာလူသားဖြစ်စေဇွန်ဘီဖြစ်စေလူတိုင်းဟာသူမရဲ့အလှတရားအောက်မှာမိမောသွားခဲ့ကြရပါတယ်။ဘေးနားကခွေးလေးတောင်မှသွားရည်တွေတဆိုးဆိုးကျလာတဲ့အထိပါပဲ။ကောင်လေးဟာသူမရဲ့လက်ချောင်းလေးတွေကိုမင်္ဂလာလက်စွပ်ကိုညင်သာစွာဆွတ်ပေးလိုက်ပါတယ်။သူမဟာမင်္ဂလာပန်းစည်းကိုအပေါ်ကိုမြောက်တင်ပစ်လိုက်တဲ့အခါမှာတော့ဇွန်ဘီတွေဟာပျော်ရွှင်စွာနဲ့လူယူခဲ့ကြပါတယ်။ဒါပေမဲ့ကောင်လေးကသူမကိုနမ်းဖို့အတွက်ငုံလိုက်တဲ့အချိန်မှာပဲသူမဟာကောင်လေးရဲ့မေးစေ့ကိုရုတ်တရက်အားရပါရကိုက်ပစ်လိုက်ပါတော့တယ်။ပတ်ဝန်းကျင်ကဇွန်ဘီတွေကလည်းသူတို့စီကိုချက်ချင်းပြေးဝင်တိုက်ခိုက်ကြပါတယ်။ကောင်လေးဟာသူမရဲ့လက်ကိုဆွဲပြီးအသက်လူပြေးခဲ့ရကနောက်ဆုံးမှာတော့ဘေးကင်းရာကိုလွတ်မြောက်သွားခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ကောင်လေးဟာလမ်းဘေးမှာပြုတ်ကျနေတဲ့သတင်းစာတစ်စောင်ကိုမတော်တဆတွေ့ရှိသွားခဲ့ရပါတယ်။အဲ့ဒီသတင်းစာထဲမှာဇွန်ဘီဘိုင်းယက်စ်ကိုပျောက်ကင်းစေမဲ့ဆေးဝါးကိုနောက်ဆုံးမှာဖော်ဆက်နိုင်ခဲ့ပြီလို့ရေးသားထားတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဆေးဝါးတွေတိုးလောင်ထားတဲ့နေရာဟာဇွန်ဘီတွေရဲ့တိမ့်ပိုက်ခြင်းကိုခံထားရပြီဖြစ်ပါတယ်။သူမကိုတာမန်လူသားတစ်ယောက်အဖြစ်ပြန်လည်ပြောင်းလဲနိုင်ဖို့အတွက်ကောင်လေးဟာတစ်စက္ကန့်တောင်တုံ့ဆိုင်းမနေပဲဇွန်ဘီအုပ်စုတွေကိုတကောင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်